ဒါမိသားစုတွေနဲ့ဝေးလန်မှာနေပြီးတော့ရှာဝေစားတော့တဲ့ခေါက်ကြီးလာတာအပိုင်းနှစ်ဖြားတာနာတာမှာသူဘေးနားမှာဘူးမှမရှိတဲ့အချိန်မှာဘာထပ်ဖြစ်လဲဆိုတော့အာကောင်6လို့ရေတောင်းတောက်လို့မရအော်ငါရဲ့ဘေးမှာငါပဲရှိတဲ့ဘဝဟဲ့ခွေမနေနဲ့လဲမနေနဲ့မနဲ့စောစောအလုတ်ထလို့ရအောင်မယ်ဟဲ့နေမကောင်းမိမဲ့ခွေနေလဲနေရင်းနဲ့ကိုအပေအတင်းနဲ့အနေနဲ့ရေးထားတာပေါ့နော်ဟဲ့ခွေမနေနဲ့လဲမနေနဲ့မနဲ့စောစောအလုတ်ဟဲ့မနဲ့စောစောအလုတ်ထလို့မှဖြစ်တဲ့အတွက်ကိုအာတင်းပြီးတော့ထားရတာပေါ့အစာပြေလားမမေးနဲ့အဝတ်တွေတောင်အလင်းမမီ24နိုင်အချိန်ပိုပေးပါတောင်းရမလားမနဲ့စောစောထပြီးအစာပြေစားဖို့မမေးနဲ့အဝတ်စားတော့မှအလင်းမီအောင်မလျှော်နိုင်ဘူးမိမှုမတိုက်နိုင်ဘူးပေါ့နော်အဲ့တော့အဲ့လိုအလင်းမမီတာဖြစ်တဲ့အတွက်24နိုင်ရှိတဲ့24နိုင်ကိုအချိန်ကိုတောင်းရမလားအချိန်ကိုတောင်းလိုက်ရင်ငါ့ကိုဝိုင်းဆဲကြမှာမဆဲကြပါနဲ့တယောက်တည်းရုန်းကန်လှုပ်ရှားရသူမို့ခလေးပညာရေးစားစရိတ်အိမ်စရိတ်မတွေးလို့မရတွေးရပြန်ပြီငါအဖြစ်မိသားစုမမြင်စေခြင်းမသိစေခြင်းငါသေလို့မဖြစ်ဖြားလို့မဖြစ်နာလို့မဖြစ်ရှာလေဦးတော့ပတ်စံငါကလေးတွေမျက်နှာမငယ်ရေးနာကျင်နေလဲထပါအောင်ဆိုပြီးငါကိုငါဆွဲထုပေးရပြန်တယ်ကျောင်းဖွင့်တော့မယ်အိမ်လာကပေးရမယ်ရေဘိုးမီးဘိုးဟွာဘိုးဒီဟာဘိုးငါတွေးမိနေပါလားတွေးလဲငါပဲမတွေးလဲငါပဲဟွာလေးစားကောင်းတယ်ဒီဟာလေးတန်တယ်ပြန်တဲ့အခါဝယ်ယူကတနင်တဘူသေကပြန်ရရှာပြန်တယ်